တခါကဘက်ဆနာဟာငင်းချမ်းတဲ့နက်ဂရကီဆိုတဲ့တိုင်းပြည်ရဲ့အလွန်လှပပြီးပြည်သူတွေချစ်ခင်ရတဲ့ဘရင်မတပါဖြစ်ခဲ့ပါတယ်။သူမဟာဘရင်ကြီးနဲ့အတူပျော်ရွှင်စွာနေထိုင်ခဲ့ပေမဲ့အဘစ်ကပေးလွတ်လိုက်တဲ့မိစ္ဆာမနဝိုင်ကြောင့်သူတို့ရဲ့ဘဝဟာပျက်စီးသွားခဲ့ရပါတယ်။ Alice ဟာဘရင်ကြီးကိုပြုစားပြီးသူမရဲ့ဘရင်မနဲ့တိုင်းသူပြည်သားတွေကိုမိလျော့သွားအောင်လှုံ့ဆော်ခဲ့ပါတယ်။မနာလိုဝန်တိုမှုနဲ့စိတ်ပြတ်အားငယ်မှုတွေပြင်းထန်လာတဲ့ဘက်ဆနာဟာသူမရဲ့အလှပနဲ့ဘရင်ကြီးရဲ့အချစ်ကိုပြန်ရဖို့အတွက်မှောင်မိုက်တဲ့အမှောင်ထုအဘက်စ်နဲ့ပဋိညင်ပြုခဲ့ပါတယ်။ဒါပေမဲ့ပေးဆက်ရတဲ့တန်ဖိုးကတော့အလွန်ကြောက်စရာကောင်းပါတယ်။သူမဟာနေ့စဉ်တိုင်းပြည်တွေကအလှပဆုံးအပြိုစင်လေးတွေကိုအမှောင်သခင်ထံရစ်ပူဇော်ခဲ့ရပါတယ်။မိန်းကလေးငယ်တွေတယောက်ပြီးတယောက်ပျောက်ဆုံးသွားတာနဲ့အမျှတိုင်းပြည်ဟာလည်းထိတ်လန့်တုန်လှုပ်မှုတွေနဲ့အတူပျက်စီးခြင်းသို့ရောက်ခဲ့ရပါတယ်။နောက်ဆုံးမှာတော့ရစ်ပူဇော်မှုတွေကမလုံလောက်တော့တဲ့အခါအမှောင်မော်အတက်တွေဟာသူမကိုပြန်လည်တိုက်ခိုက်ပြီးဘက်ဆနက်ရဲ့ခန္ဓာကိုယ်ကိုပုတ်ပွားနေတဲ့မိစ္ဆာရုပ်တွေအဖြစ်ပြောင်းလဲပစ်လိုက်ပါတယ်။သူမရဲ့အသားအရည်ဟာအလောင်းတစ်ခုလိုဖြူဖြော့သွားပြီးဝိညာဉ်ဟာလည်းထာဝရအမှောင်ထုနဲ့စားထိုးခံလိုက်ရပါတယ်။အခုအခါမှာတော့သူမဟာနက်ဂရော့ကိရဲ့အပျက်စီးတွေကြားမှာတေသူတွေကိုပြန်လည်နှိုးထစေတဲ့ဆုံးမကြီးအဖြစ်လှည့်လည်နေပါတယ်။မောင်မိုက်တဲ့မြင့်တကောင်ရံမှာမြူနင်းတွေကြားထဲကမိန်းမတစ်ယောက်ငိုကြွေးတန်ကိုကြားရရင်အဲ့ဒီအတန်နောက်ကိုမလိုက်ပါနဲ့အဲ့ဒါဟာသူမရဲ့တေမင်းတမန်စစ်တပ်ထဲသွင်းဖို့နောက်ထပ်ရေကောင်ကိုလိုက်လံရှာဖွေနေတဲ့ဘက်ဆယ်